အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မပေါ့နော်ငချင်းလေးတွေစီရဝင်လာတယ်ပေါ့နော်ဒီငချင်းလေးတွေကိုကျွန်မအချင်းဟင်းလေးချက်စားမယ်ပေါ့နော်စီပြန်ရေးချက်အချင်းဟင်းလေးချက်စားမယ်မစားရလဲကြာပြီပေါ့နော်အသားငါဒီတလုံးမှလည်းဗီဒီယိုတွေရတယ်မရိုက်ဖြစ်ဘူးအဲ့တော်တွင်ကလည်းအသေးရွယ်လေးတွေပဲကြော်စားဖြစ်တာဆိုတော့ပေါ့နော်ဒီနေ့ကလည်းပိတ်ရက်လေးဆိုတော့ငါဟင်းလေးချက်စားချင်တာနဲ့ငချင်းဖြူလေးတွေဝင်လာလိုက်တယ်ပေါ့နော်ခုပေါ့နော်ဒီငါးတဲ့ကိုအရသာတွေစိတ်ဝင်သွားအောင်လို့ပေါ့နော်စမင်းတို့စားတို့ငံပြားရည်အရသာမို့အားလုံးထည့်ပြီးတော့မှအသားလေးကိုနှက်ထားလိုက်မယ်ပေါ့နော်အရသာတွေအားလုံးထည့်ပြီးတော့နှက်ထားနေတဲ့အချိန်မှာပေါ့နော်ငရုတ်သီးလေးထောင်းထားပါမယ်စီပြန်ရည်ကြံဟိုမှာအနှစ်လေးနဲ့လည်းစားချင်သေးတာမို့ခန်းကျင်သီးလေး၃လေးလုံးလည်းထည့်ပြီးတော့မှချက်ပါမယ်ခုပေါ့နော်ငရုတ်သီးစီတက်ဖို့အတွက်စီကိုပေါ့နော်အပူပေးနေပါပြီစီလေးဆူလာတဲ့ခါကျရင်ထောက်ထားတဲ့ငရုတ်သီးတွေထည့်လိုက်ပါတော့မယ်ငရုတ်သီးစီတက်တာအနည်းငယ်ချက်ပြီးဆိုရင်တော့ပေါ့နော်ခရမ်းကျင်သီးလေးထည့်လိုက်ပါမယ်အခုဒါဆိုငရုတ်သီးကချက်ပြီးပေါ့နော်အဲ့တော့ပပလေးပြီးထားတဲ့ခရမ်းကျင်သီးလေးတွေထည့်လိုက်ပါတော့မယ်ခရမ်းကျင်သီးတွေကြည်အောင်လုပ်ပေါ့နော်ဒီစားလေးမှုပါမယ်အနစ်လေးနဲ့စားတာဟင်းအနစ်လေးနဲ့ပေါ့နော်စားလို့ကောင်းအောင်လုပ်ပါဒါလေးကကိုင်းခရမ်းကျင်သီးပေါ့နော်၃လေးလုံးတော့ဖြစ်ထားတာပါခုနထည့်ထားတဲ့ခရမ်းကျင်သီးတွေအနစ်တွေအားလုံးဖြစ်လာပြီဆိုရင်အရသာနှက်ထားတဲ့ငါးတွေထည့်လိုက်ပါတော့မယ်ဒါဆိုရင်အနစ်တွေလုံးဝဖြစ်သွားပြီပေါ့နော်လုံးဝလည်းကြည်သွားပြီဆိုတော့အရသာနှက်ထားတဲ့ငါးတွေထည့်လို့ရပါပြီအားလုံးနှက်ပလောက်အောင်မွေးပြီးဆိုရင်တော့ရေလေးထည့်ပြီးတော့ခဏဆောက်ပါမယ်ငါးကြအကြာကြီးချက်စရာမလိုဘူးเนาะရေလေးထည့်ပြီးတော့မှအဖုံးအုပ်ပြီးချက်တဲ့အထိခဏဆောက်ပေးပါမယ်ခုကပေါ့เนาะရေလေးထည့်ပြီးတော့မှအဖုံးအုပ်ပြီးစောင့်နေရတဲ့အချိန်မှာကျွန်မမကြီးသီးမဲ့လည်းအနှဲငယ်ထည့်မှာဆိုတော့မကြီးသီးမဲ့လေးလည်းအရေးဖြိုလိုက်ပါအောင်မယ်ခုလိုမျိုးရေမခန်းတခန်းဖြစ်နေတဲ့အချိန်မှာပဲမကြီးသီးမဲ့ရေလေးတွေထည့်လိုက်ပါတော့မယ်မကြီးသီးမဲ့ရေထည့်ပြီးဆိုတော့ဒီလေးအနှဲငယ်ခန်းတဲ့အထိကိုခဏဆောက်ပြီးတော့မှနောက်ဆုံးမှနန်းနန်းပင်လေးအုပ်ပါမယ်အခုစီလေးလည်းပေါ်လာပြီပေါ့နော်ရေလေးလည်းအနှဲငယ်ခန်းလာပြီဆိုတော့နန်းနန်းပင်လေးအုပ်လိုက်ပြီဆိုလို့ရှိရင်တော့စားလို့ရပါပြီခုနန်းနန်းပင်အုပ်လိုက်တော့ပါမယ်ငါချက်တဲ့နေရာမှာလေနန်းနန်းပင်ထက်ချက်ရအရင်ကောင်းပါလေမှုမွေးလေးနဲ့စားလို့လည်းအရင်အရသာရှိပါတယ်အဲ့တော့ကျမချက်တဲ့ငချင်းဖြူခင်းလေးပေါ့နော်မကြီးသီးမဲ့လေးရယ်ခင်းကျင်သီးအနှစ်လေးရယ်နန်းနန်းပင်လေးရယ်ပေါ့နော်စီပြန်ရည်ချင်ဟင်းလေးပါတ िश ပြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်